အားလုံးပဲမင်္ဂလာပါ G87 Knowledge Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ AI ကိုအသုံးပြုပြီးလိမ်လည်မှုတွေကိုဘယ်လိုပြုလုပ်ခဲ့လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်လို့လူကြီးမင်းတို့လည်းအလိမ်မခံရအောင်ဒီဗီဒီယိုကိုအဆုံးအထိကြည့်ရှုပေးဖို့မေတ္တာရပ်ခံလိုက်ပါတယ်ဆိုတော့ AI ကိုအသုံးပြုပြီးလူတွေကိုလိမ်လည်ခဲ့တဲ့ဖြစ်ရပ်တွေကမကြာသေးတဲ့နှစ်တွေထဲမှာစတင်တွေ့လာရပါတယ်ဘလို့ပဲပုံစံမျိုးတွေနဲ့အများဆုံးလိမ်လည်ခဲ့ကြလဲဆိုတာကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1 deepfake လိမ်လည်မှုလူတဦးတယောက်ရဲ့မျက်နှာဒါမှမဟုတ်အတန်တွေကို AI နည်းပညာနဲ့တူအောင်လုပ်ပြီးအတိမိတ်ဆွေတငယ်ချင်းဒီစီကနေငွေတောင်းတာမျိုးနဲ့လိမ်လည်ခဲ့ပါတယ်။အထူးသဖြင့်အလုပ်သမားတွေစီကနေမန်နေဂျာတယောက်လိုဟန်ဆောင်ပြီးငွေလိမ်တာတွေဖြစ်ခဲ့ပါတယ်။ဥပမာ2024ခုနှစ်အတွင်းဟောင်ကောင်မှာကုမ္ပဏီစာရေးဌာနကဝန်ထမ်းတဦးကို deepfake video call နဲ့လိမ်ပြီးငွေချီးခဲ့တဲ့ဖြစ်ရပ်ဖြစ်သွားခဲ့ပါတယ်။နံပါတ်2 voice cloning AI နည်းပညာကိုအသုံးပြုပြီးမိသားစုဒါမှမဟုတ်မိတ်ဆွေတယောက်ရဲ့အတန်နဲ့တူအောင်လုပ်ပြီးငွေချီးသွားစေတဲ့လိမ်လည်မှုတွေလည်းဖြစ်သွားခဲ့ပါသေးတယ်။ဥပမာအမေရိကန်မှာမိခင်ရဲ့သားတယောက်အတန်နဲ့ငွေလိုတယ်လို့အတန်တူသုံးပြီးလိမ်လည်ခဲ့တဲ့နည်းလမ်းတွေလည်းဖြစ်ပွားခဲ့ပါတယ်။နံပါတ်3 AI generated scan message ChatGPT နဲ့အတူ AI ကိုအသုံးပြုပြီးလိမ်လည်တဲ့စာတွေတိကျတဲ့ email spam တွေကိုအသုံးပြုပြီးလိမ်လည်မှုတွေလည်းဖြစ်ပွားခဲ့ပါသေးတယ်။ဒါကြောင့် AI ကိုအကျိုးရှိအောင်အသုံးပြုနိုင်တယ်လို့လိမ်လည်မှုတွေလည်းလုပ်နိုင်တဲ့အတွက်အတန်ဗီဒီယိုဒါမှမဟုတ်သားတစ်ခုကိုလက်ခံရရှိရင်အချိန်ယူစစ်ဆေးဖို့လိုအပ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အထူးချီးကျူးတင်ပါတယ်ခင်ဗျာ။နောက်ဗီဒီယိုတွေအတွက်ကျွန်တော် channel လေးကို like and subscribe လေးလုပ်သွားပေးပါဦးနော်။